ယောက်ျားဖြစ်သူကအိမ်မှာသမင်းချက်အဝိရှော်အိမ်မှုကိစ္စလုပ်ပြီးမိန်းမဖြစ်သူက CEO လို့ပတ်စံရှာပြီးအိမ်တောင်ဦးစီးလုပ်နေမယ်ဆိုရင်တင်လက်ခံနိုင်မှာမလားလောကကြီးပြောင်းပြန်ဖြစ်သွားတဲ့ဒီစုံတွဲရဲ့အချစ်ဇာတ်လမ်းကိုအဆုံးထိကြည့်လိုက်မယ်ဆိုရင်တော့တင်းရဲ့အိမ်တောင်ရဲ့အမြင်ကြီးပါပြောင်းလဲသွားနိုင်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့မတူညီတဲ့ရီမန်းချက်တွေရှိကြတဲ့လူငယ်နှစ်ယောက်ကိုမိတ်ဆက်ပေးထားပါတယ်ကီယာလို့ခေါ်တဲ့ကောင်မလေးကတော့အရန်ထက်မြက်တဲ့ခေတ်ပညာတဲ့အမျိုးသမီးတစ်ယောက်ပါသူမရဲ့အိမ်မက်ကတခြားမင်းကလေးတွေလိုအိမ်တောင်ပြုတ်ပြီးအိမ်ရှင်မလုပ်ဖို့မဟုတ်ပါဘူးကုမ္ပဏီကြီးတစ်ခုရဲ့ CEO ဖြစ်ချင်သူကိုပိုင်ခြေတောင်ဖို့ရပ်တည်ပြီးအောင်မြင်ချင်သူပါကပီးဆိုတဲ့ကောင်လေးကတော့စောက်လုပ်ရေးလုပ်ငန်းရှင်တထေးကြီးတစ်ယောက်ရဲ့တူးတဲ့တော့သားပါပတ်စံချမ်းသာပြီးမဲ့သူ့အဖေရဲ့စီးပွားရေးကိုဆက်မခံချင်ပါဘူးသူ့အိမ်မက်ကတော့ငငယ်ကဆုံးသွားတဲ့သူ့အမေလိုပဲအိမ်ရှင်မတစ်ယောက်ဖြစ်ချင်တာပါသူ့အမြင်မှာအိမ်ရှင်မဆိုတာတအိမ်ရအမှုပညာရှင်လို့ခံယူထားပြီးအဖေဖြစ်သူရဲ့အမြဲတမ်းသဘောထားကွဲလွဲနေသူဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာလေရင်ခရီးစဉ်တစ်ခုမှာဘေးချင်းကတ်လျက်ထိုင်မိရာကနေစတင်တွေ့ဆုံကြပါတယ်အစပိုင်းမှာစကားများကြပြီးမြဲနောက်ပိုင်းမှာတယောက်နဲ့တယောက်ရဲ့မတူညီတဲ့ခံယူချက်တွေကိုစိတ်ဝင်စားသွားကြပါတယ်သူတို့နှစ်ယောက်ဒိတ်လူတဲ့အခါကပီးကပွင့်ပွင့်လင်းလင်းပဲပြောပါတယ်ကျွန်တော်ကအလုပ်မလုပ်ချင်ဘူးအိမ်မှာပဲနေပြီးအိမ်မှုကိစ္စတွေလုပ်ချင်တာလို့ပြောတဲ့အခါကီယာကအံ့ဩသွားပြီမဲ့သဘောကျသွားပါတယ်ဘာလို့လဲဆိုတော့သူမရဲ့ရီမန်းချက်ကိုအနောက်ရှက်မပေးမဲ့သူမကိုနားလေပေးနိုင်မဲ့ယောက်ျားမျိုးဖြစ်နေလို့ပါပဲကီယာနဲ့ကပီတို့ဟာလက်ထက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကပီကသူ့လေဘင်းမှာဆွဲချိုးကိုဆင်မြန်းပြီးထုံးစံတွေနဲ့ပြောင်းပြန်လက်ထက်လိုက်ကြပါတယ်ကပီရဲ့အဖေကတော့သူ့သားကိုမိမထမီနားခိုစားမဲ့ကောင်ဆိုပြီးအိမ်ဘောကနေနှင်ချလိုက်ပါတယ်ဒါပေမဲ့ကီယာရဲ့အမေကတော့သူတို့နှစ်ယောက်ကိုလက်ခံပေးခဲ့ပါတယ်လက်ထပ်ပြီးတဲ့အခါမှာတော့သူတို့ရဲ့သဘောတူညီချက်အတိုင်းပါပဲကီယာကမနဲ့ဆိုယုံသွားပိုက်ဆံရှာကုမ္ပဏီမှာယာထူးတွေတက်အောင်ကြိုးစားပါတယ်ကပီကတော့မနဲ့စောတော့ထားကီယာအထက်မနဲ့စာပြီးအိမ်တန်ရှင်းအီလပ်ကီယာအမေရဲ့ကျမ်းမာရေးကိုဂယူးဆိုင်နဲ့အိမ်မှုကိစ္စအဝဝကိုတာဝန်ယူပါတယ်သူဟာအင်ရှင်မတွေစုပြီးလုပ်တဲ့ပါတီပွဲတွေမှာတော့ပါဝင်ပြီးအင်ရှင်မအတိုင်းဝိုင်းကြမှာနာမည်ကြီးလာပါတယ်သူရဲ့ပြုစုဆောင်ရှောက်မှုကြောင့်ကီယာဟာအိမ်ကိုစိတ်ပူစရာမလိုပဲအလို့မှအယမ်းအောင်မြင်လာပါတယ်ပြဿနာကတနေ့မှစတင်ပါတယ်ကပီရဲ့ထူးခြားတဲ့အင်ရှင်တီပုံစံကိုလူတွေကစိတ်ဝင်စားလာကြပါတယ်အင်တာဗျူးတစ်ခုမှာကပီကအင်ရှင်မဆိုတာအလကားထိုင်နေတာမဟုတ်ပါဘူးပိတ်ဆံမရပေမဲ့တန်ဖိုးအရှိဆုံးအလုပ်ကိုလုပ်နေတာပါလို့ပြောလိုက်တဲ့အခါတနိုင်ငံလုံးရဲ့အမျိုးသမီးတွေရဲ့အားပေးမှုကိုရရှိသွားပါတယ်ကပီဟာရုတ်တရက်နာမည်ကြီးတစ်ယောက်ဖြစ်လာပါတယ် TV အစီအစဉ်တွေဟောပြောပွဲတွေမှာဖိတ်ခေါ်ခံရပြီးမဂဇင်းမျက်နှာဖုံးတွေမှာပါလာပါတယ်ဒီအချိန်မှာကီယာရဲ့စိတ်ထဲမှာမခံချင်စေဖြစ်လာပါတယ်ငါကပင်ပင်ပန်းပန်းပိတ်ဆံရှာထားရတာသူကငါရှာကျွေးတာစားပြီးနာမည်ကြီးသွားတယ်ဆိုတဲ့တဝန်တို့စိတ်မာနစိတ်တွေဝင်လာပါတယ်ကပီနာမည်ကြီးလာလေကီယာကသူ့ကိုလှောင်ပြောင်းလေးဖြစ်လာပါတယ်အထွတ်အထိပ်အခန်းကတော့ကီယာအမေရိကန်ကိုအလုပ်ကိစ္စနဲ့တွားနေချိန်မှာဖြစ်ပွားပါတယ်အိမ်မှာကြံခဲ့တဲ့ကီယာအမီရုတ်တရက်ယောဂဖောက်လာပါတယ်အဲ့ဒီအချိန်မှာကပီကအိမ်မှာမရှိပဲ TV အင်တာဗျူးတစ်ခုတွားဖြေနေလာပါအမေဆေးရုံရောက်သွားတယ်ဆိုတာသိလိုက်တဲ့အခါကီယာဟာဒေါသအကြီးကျယ်ထွက်ပါတော့တယ်ကီယာပြန်လာတဲ့အခါကပီကိုစကလုံးချမ်းချမ်းနဲ့တိုက်ခိုက်ပါတယ်နင်ကငါ့ကိုနင်းပြီးနာမည်ကြီးခြင်းနေတာအိမ်မှုကိစ္စလုပ်မယ်ဆိုပြီးအခုတော့အပြင်မှာရှောက်သွားနေတယ်နင်းကြောင့်ငါအမေသေးလူနီးပါပြီဆိုပြီးကပီရဲ့တိတ်ခါကိုချနင်းလိုက်ပါတယ်ကပီလည်းအယမ်းခံစားသွားရပြီးအိတ်ဆွဲကအိမ်ပေါ်ကဆင်းသွားပါတယ်သူတို့နှစ်ယောက်ကွဲလူနီးပါဖြစ်သွားကြပါတယ်ဇလန်ရဲ့အလီပြောင်းကတော့ကပီပါဝင်ခဲ့တဲ့ TV အစီအစဉ်ကို Bollywood ဂန်ဒဝင်မင်းသားကြီးကမိတာဘတ်ချန်နဲ့ဇနီးဒီဂျာယာဘတ်ချန်ကိုကြည့်မိရာကစပါတယ်အဲ့ဒီအစီအစဉ်မှာဂျာယာကအမီတာကိုမေးလိုက်ပါတယ်တကယ်လို့များကျမကရှင်ထက်ပိုအောင်ဟင်ပြီးရှင်ကအိမ်မှာနေခဲ့ရမယ်ဆိုရင်ရှင်ရဲ့မာနာကလက်ခံနိုင်ပါမလားတဲ့အမီတာကရိုးရိုးတသက်ဝင်ခံပါတယ်မရတော့ဘူးယောက်ျားတယောက်အနေနဲ့ငါရှာကျွေးမှထိမယ်ဆိုတဲ့မာနာကငါ့ကိုတားနေလိမ့်မယ်တဲ့ဒီစကားကို TV ကနေကြားလိုက်ရတဲ့ခီယာဟာချက်ချင်းအထီးတရားရတော့ပါတယ်သူမဟာယောက်ျားတဲ့မှာရှိတတ်တဲ့ငါရှာမမိသားစုစားရမယ်ဆိုတဲ့မာနာမျိုးသူမစီမှာရှိနေတာကိုသတိထားမိလိုက်ပါတယ်ကပီကသူမအောင်မြင်ဖို့အတွက်သူ့ရဲ့ယောက်ျားမာနာကိုစွန့်လွတ်ပေးခဲ့ပေမယ့်သူမကတော့အောင်မြင်လာတဲ့အခါကပီကိုနှိမ်မိနေပြီဆိုတာနောက်တရသွားပါတယ်ခီယာဟာသူမရဲ့မာနာတွေကိုချကပီရဲ့အဖေအိမ်ကိုလိုက်သွားပြီးကပီကိုပြန်တောင်းပန်ပါတယ်နင်းမရှိပဲငါရဲ့အောင်မြင်မှုတွေကအတိတ်ပဲမရှိပါဘူးလို့ပြောပြီးငိုကြွေးပါတယ်ကပီရဲ့အဖေကလည်းသူ့သားရဲ့ရွေးချယ်မှုနဲ့ခီယာရဲ့ရဲရဲမှုကိုနားလည်သွားပြီးသဘောတူလိုက်ပါတယ်နောက်ဆုံးမှာတော့ခီယာနဲ့ကပီတို့ပြန်လဲပေါင်းစည်းသွားကြပါတယ်ကပီကအိမ်မှုကိစ္စတွေကိုဆက်လုပ်သလို YouTube မှာဟင်းချက်နည်းတွေတင်ပေးတဲ့အစီအစဉ်လေးလုပ်ပြီးခီယာကတော့စီးပွားရေးလောကမှာဆက်လက်တောက်ပနေပါတယ်
ယောက်ျားမိန်းမဆိုတဲ့တတ်မှတ်ချက်တွေထက်တယောက်နဲ့တယောက်နားလည်မှုနဲ့ပံ့ပိုးမှုကသာအိမ်တော်ရေးတစ်ခုကိုတာယာစေတဲ့ဆိုတဲ့ message လေးနဲ့ဇက်ကားပြီးဆုံးသွားပါတယ်ဒီဇလန်ဟာရိုးရိုးဇလန်လေးလို့ထင်ရပေပေလူအဖွဲ့အစည်းကတတ်မှတ်ထားတဲ့ယောက်ျားအလုပ်မိန်းမအလုပ်ဆိုတဲ့ခွဲခြားမှုတွေကိုရဲရဲဝံ့ဝံ့မေးခွန်းထုတ်ထားတဲ့ဇက်ကားကောင်းတကားပဲဖြစ်ပါတယ်